ပိုင်ဆိုင်ခဲ့ရတဲ့တစုံတဦးအားတတိယတဲ့အခါမေတ္တာပို့ပါကိုယ့်အသက်နဲ့ထပ်တူချစ်ရတဲ့တစုံတဦးကိုအလွန်တတိယလာတဲ့အခါသူ့မျက်နှာလေးကိုမြင်အောင်ကြည့်ပြီးမေတ္တာပို့ပါမေတ္တာပို့တာဆိုတာကလည်းမေတ္တာဆိုတာပို့ရကိုလည်းအေးချမ်းရတယ်လို့မေတ္တာပို့ခြင်းကိုခံရတဲ့တစ်ဖက်လူကလည်းအေးချမ်းစေပါတယ်တတိယတဲ့အခါလွမ်းဆွတ်တန်တနေမယ်ဆိုရင်ကိုယ်လည်းပူလောင်နေရမှာဖြစ်တယ်လို့တစ်ဖက်ကလည်းအဆင်ပြေပြေနေနိုင်မှာမဟုတ်ပါဘူးဒါကြောင့်ကိုမပိုင်ဆိုင်ခဲ့ရတဲ့တစုံတဦးကိုတတိယတဲ့အခါဝမ်းနဲ့ပူဆွေးပြီးလွမ်းဆွတ်တန်တနေမယ်အစားသူအဆင်ပြေဖို့နဲ့သူပျော်ရွှင်ရဖို့အတွက်မေတ္တာပို့ဖြစ်အောင်ပို့ပါဖျားတပည့်တော်သည်မပိုင်ဆိုင်ခဲ့ရသောတစုံတဦးကိုယနေ့မှစ၍စိတ်ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေသွားလေရလာလေရခလုံးမထိစူးမညီပဲအန္တရာယ်ဘေးကင်းရှင်းပါစေစိတ်သောကတွေကင်းဝေးပြီးနာကျင်မှုတွေပပျောက်ပါစေကိုယ်စိတ်နှပြကျမ်းမာချမ်းသာပြီးအမြဲအေးချမ်းပျော်ရွှင်ပါစေစိတ်ဆင်းရဲခြင်းကင်းပါစေကိုယ်ဆင်းရဲခြင်းကင်းပါစေဖျားတပည့်တော်ကိုမချစ်မြတ်နိုးသောအဲ့ဒီသူသည်အဲ့ဒီသူချစ်မြတ်နိုးသောတစုံတစ်ယောက်နှင့်သက်ဆုံးတိုင်ပေါင်းဖက်နိုင်ပါစေဖျားတပည့်တော်ကိုမချစ်မြတ်နိုးသောအဲ့ဒီသူသည်အဲ့ဒီသူချစ်မြတ်နိုးသောတစုံတစ်ယောက်နှင့်ပျော်ရွှင်စွာအတူနေနိုင်ပြီးအခက်အခဲတွေကိုအတူရင်ဆိုင်ဖြေရှင်းနိုင်ကြပါစေဖျားတပည့်တော်ကိုမမြတ်နိုးသောအဲ့ဒီသူသည်အဲ့ဒီသူရွေးချယ်သောတစုံတစ်ယောက်နဲ့လည်းအစဉ်ပြေပြေရှိနေနိုင်ပါစေဖျားတပည့်တော်မေတ္တာပို့သသောမေတ္တာများသည်ထိုသူအားထိခိုက်စေလိုခြင်းအလျင်မရှိသောကြောင့်မေတ္တာဆူရာတွေလည်းမဖြစ်ပါစေနဲ့အရှင်ဘုရားမေတ္တာပို့တဲ့အခါမေတ္တာဆူပါစေဆိုတဲ့စိတ်နဲ့အညှိုးကြီးတဲ့စိတ်တွေနဲ့ပို့တာမျိုးမဟုတ်ပဲအဖြူစင်ဆုံးသောမေတ္တာနဲ့ပို့တာမျိုးဖြစ်နေဖို့လိုအပ်ပါတယ်ပိုင်ဆိုင်ခွင့်မရတော့တဲ့လူတစ်ယောက်ကိုစိတ်နာနေမဲ့အစားမေတ္တာပို့နိုင်အောင်ကြိုးစားခြင်းဟာမပိုင်ဆိုင်ရလည်းဖြစ်တယ်ရက်ဆက်သွားလဲဆက်ချစ်နေနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲလူဖြစ်ရတာကန်ဆိုးလိုက်တာလို့မတွေးပါနဲ့လူပြေကအတစင်းနဲ့မြမပြေကအတစင်းတို့ကအပ်သွားခြင်းထိဖို့ဆိုတာခက်ခဲပါတယ်ဒါပေမဲ့လူဘဝကိုရရှိဖို့ဆိုတာကတော့အဲ့ဒါထက်ပိုလို့တောင်ခက်ခဲပါသေးတယ်တဲ့အခုလိုခက်ခဲနဲ့လူဘဝကိုရရှိထားတာတောင်မှဘာလို့များလူဖြစ်ရတာကန်ဆိုးလိုက်တာလို့တွေးနေရပါသလဲနေမပြောတဲ့ဘဝမှာပျော်အောင်နေရမှာကကျွန်တော်တို့ရဲ့တာဝန်ပဲမဟုတ်ပါလားပူပင်သောကတွေကြောင့်လူဘဝကိုစိတ်ကုန်နေကြတယ်ဆိုတာသိပါတယ်ဒါပေမဲ့လူဘဝကလွတ်မြောက်ဖို့ကြိုးစားပြီးနောက်ဘဝကိုရောက်တဲ့အခါမှာရောအေးချမ်းနေမယ်လို့ထင်ပါသလားတချို့ပြောကြတာတွေရှိပါသေးတယ်ငါသေးမှအေးမှပါတဲ့ပမောက္ခချုပ်ဆရာတော်ဘုရားကြီးပြောခဲ့ဘူးတာလေပမောက္ခချုပ်ဆရာတော်ဘုရားကြီးဟောခဲ့ဘူးတာလေတခုပြန်လဲမျှဝေပေးပါရစေတည်သွားရင်အေးတာပဲတဲ့ဘယ်အေးမှလဲတည်သွားရင်ပူတောင်းဆုံးမယ်လက်ရှိဘဝလေးကမှဖျားမှန်တရားမှန်တန်ခါမှန်တည်တယ်တရားအားထုတ်လို့ရတယ်တည်သွားပြီးတဲ့နောက်ဘယ်ရောက်လို့ဘယ်ရောက်မှန်းလည်းမသိဘလို့လို့အေးမလဲမအေးနိုင်ဘူးနောက်ဘဝကပိုလို့တောင်စိတ်မအေးရသေးတယ်တဲ့တကယ်စဉ်းစားကြည့်တော့လေဆရာတော်ဟောထားတာအမှန်ပါပဲလူရဲလို့ဖြစ်လာပြီဆိုရင်လောကရန်ကိုတေချာပေါက်ရင်ဆိုင်ရမှာပါဘဝမှာကိုတယောက်တည်းခက်ခဲနေတာတော့မဟုတ်ပါဘူးကိုလိုပဲတခြားလူတွေလည်းပင်ပန်းခက်ခဲနေကြပါတယ်သူများတွေတော့အခက်အခဲပင်ပန်းမှုတွေကိုအန်တုပြီးရှင်သန်နေနိုင်သေးတယ်ဆိုရင်ကိုလည်းအာတင်ပြီးရှင်သန်ရမှာပေါ့တယောက်နဲ့တယောက်ခက်ခဲကြပုံချင်းသာမတူတာခက်ခဲနေကြတာချင်းတော့အတူတူပဲမဟုတ်လားဘာပဲဖြစ်ဖြစ်ရှားထားတဲ့လူဘဝလေးကိုတော့ကျေနပ်ပြီးတန်မိုးထားရမယ်နော်အတတ်နိုင်ဆုံးအာတင်ပြီးရှင်သန်ကြမယ်စိတ်ညစ်တိုင်းစိတ်တက်ကြတိုင်းစိတ်ပင်ပန်းရတိုင်းကုသိုလ်တွေပို့ပြီးတော့လုပ်ကြမယ်လူဘဝကိုတစ်ချိန်စိတ်ကုန်တိုင်းတခြားသူတွေအစဉ်ပြေပြေရှိနေဖို့တခါကူညီကြမယ်နော်ဝေကျွေးတွေကနေလွတ်မြောက်ဖို့နဲ့တန်တရားကနေလွတ်မြောက်ဖို့အတွက်အခွင့်အရေးအရဆုံးပုံဟာလူပုံတစ်ခုပဲရှိတာမို့ဒီနေ့ကစပြီးလူဖြစ်ရတာပင်ပန်းလိုက်တာလို့မတွေးနဲ့တော့နော်အတတ်နိုင်ဆုံးလူဖြစ်တုံးလေးမှာပျော်အောင်နေကြမယ်အတိတ်ဘဝကဝေကျွေးတွေကိုဒီဘဝမှာအပီးတိုင်ဆက်ကြမယ်ဒီနေ့မပျော်ရဘူးဆိုရင်မနေ့ပြန်တော့တေချာပေါက်ပျော်ရွှင်ရမှာပါလို့တွေးတော့ရင်ရှေ့ဆက်ကြမယ်နော်သိဆုံးရမှာထက်ရှင်သန်ရမှာကိုပိုကြောက်နေမိတဲ့အခိုက်အတန့်တွေကနေအမြန်ဆုံး
လွတ်မြောက်နိုင်ကြပါစေကိုဒီလိုလေးတွေပြောကြည့်ရအောင်ပထမဆုံးအသက်ကိုပြင်းပြင်းလေးရှူသွင်းလိုက်ပါထို့နောက်အသက်ကိုပြင်းပြင်းလေးရှူထုတ်လိုက်ပါကိုယ့်ရဲ့နှလုံးသားလေးပေါ်ကိုညာဘက်လက်ကလေးနဲ့အသားအရာလေးဖိပြီးအုံမိုးထားလိုက်ပါပြီးရင်တော့အောက်ပါစာလေးအတိုင်းကိုပြန်ကြားနိုင်တဲ့အနေအထားထိရွတ်ပေးပါငါကတန်မိုးရှိတယ်ဒါကြောင့်ငါတန်မိုးမဲ့သွားစေမဲ့လုပ်ရက်တွေမလုပ်မိဖို့ဂရုစိုက်ရမယ်ငါဟာလူငယ်တစ်ယောက်ဖြစ်နေပြီဒါကြောင့်ငါရဲ့အနာဂတ်အတွက်ငါစူးစမ်းရမယ်ငါမို့ငါပဲအာရုံစိုက်မယ်တခြားသူတွေနဲ့ကိုနှိုင်းယှဉ်တာတွေဒီနေ့ကစပြီးရပ်တန့်ရမယ်ငါကအခက်အခဲတွေကိုအမြဲတမ်းကျော်လွှားနိုင်တဲ့သူဖြစ်တယ်ငါကအမားတွေကနေသင်ခန်းစာယူတတ်တဲ့သူတွေဖြစ်တယ်ငါလည်းခွင့်လွှတ်နိုင်သလိုတခြားသူကိုလည်းခွင့်လွှတ်နိုင်တဲ့သူတစ်ယောက်ဖြစ်တယ်ငါကတော်တယ်ငါကထက်မြက်တယ်ငါကတက်ကြွတဲ့သူဖြစ်ပါတယ်ငါကအလုပ်ကြိုးစားပြီးဖြစ်ချင်တဲ့အရာကိုဖြစ်အောင်လုပ်နိုင်တဲ့သူဖြစ်ပါတယ်အရာတိုင်းကိုငါအကောင်းဆုံးလုပ်နိုင်မယ်လို့ကိုယုံတယ်ငါဟာတန်မာတဲ့လူတစ်ယောက်ဖြစ်ပြီးငါရဲ့ရည်မှန်းချက်တွေကိုပြီးမြောက်အောင်မြင်အောင်လုပ်နိုင်တဲ့သူဖြစ်ပါတယ်ငါဟာငါဘဝကိုအစိတ်တောက်ဖြစ်စေမယ့်အရာတွေကိုစွန့်လွတ်နိုင်တယ်ဒီလိုမျိုးကိုစိတ်သက်တက်ကြွစေမယ့်ခွန်အားဖြစ်စေမယ့်စကားလေးတွေကိုမနေ့အိယာထားပြီးဆိုတာနဲ့ရွတ်ဖတ်ပေးဖို့အကြံပေးပါရစေကျေးဇူးတရားပွားများခြင်းကျေးဇူးတရားသိတတ်တဲ့အခါကျေးဇူးတင်စရာတွေကကျွန်တော်တို့ဘဝတွေကိုအလိုလိုရောက်ရှိလာနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့တွေကျေးဇူးသိတတ်ဖို့ကျေးဇူးတရားပွားများတတ်ဖို့ဒီနေ့ကစပြီးကြိုးစားကြမယ်နော်ဒီအသက်အရွယ်ထိကောင်းမွန်စွာရှင်သန်နေပေးခဲ့လို့ကျွန်ုပ်ကျေးဇူးတင်ပါတယ်ဒီနေ့မနက်မှာကောင်းကောင်းမွန်မွန်လေးနိုးထခွင့်ရတဲ့အတွက်ကျွန်ုပ်ရဲ့ကုသိုလ်တရားများကိုလည်းကျေးဇူးတင်သလိုအခုလိုကောင်းမှုတွေပြုလုပ်ခဲ့တဲ့ကျွန်ုပ်လည်းကျေးဇူးတင်ပါတယ်ကျွန်ုပ်ကိုလူလားမြောက်အောင်ကျွေးမွေးပြုစုပေးခဲ့တဲ့ကျွန်ုပ်ရဲ့မိဘနှစ်ပါးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်ုပ်ရဲ့သင်စရာမြင်စရာကြားစရာများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်သန်ခဲ့တဲ့ကာလတစ်လျှောက်ကျွန်ုပ်ကိုကူညီမှုတွေပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်ုပ်ကိုဒီအချိန်အထိဘေးမတည်ရန်မခအောင်စောင့်ရှောက်ပေးနေတဲ့ကျွန်ုပ်ရဲ့ကိုယ်ဆောင်နဲ့နှက်ကောင်းနှက်မြက်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်ုပ်ကိုချစ်ချင်းမေတ္တာတွေပေးကြသူများအားလုံးကျွန်ုပ်ကိုစိတ်လုံးကြုံမှုဖြစ်စေသူများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်ုပ်ရဲ့မိဘနှစ်ပါးကိုစောင့်ရှောက်ပေးကြတဲ့ကိုယ်ဆောင်နှက်များကိုလည်းကျေးဇူးတင်ပါတယ်ကျွန်ုပ်ရဲ့ဘေးမှာပါရမီဖြည့်ဘက်အဖြစ်ရှိနေပေးတဲ့သူကိုလည်းကျေးဇူးတင်ပါတယ်သူနဲ့ကျွန်ုပ်ရဲ့ရေးဆက်တွေကိုလည်းကျေးဇူးတင်ပါတယ်ကျွန်ုပ်အတွက်အမြဲရှိနေပေးကြတဲ့ကျွန်ုပ်ရဲ့တငယ်ချင်းများကိုလည်းကျေးဇူးတင်ပါတယ်အစားအရာရာအတွက်ကျွန်ုပ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်မိမိရဲ့မိဘမိမိရဲ့ပတ်ဝန်းကျင်ကိုမိမိရဲ့သဘာဝတရားကြီးကိုကျေးဇူးတင်တက်လာတဲ့အခါစိတ်အေးချမ်းပါလိမ့်မယ်အဆိုးမြင်စိတ်တွေနှဲပါပြီးအကောင်းမြင်စိတ်တွေများပြားလာပါလိမ့်မယ်လောကကြီးထဲမှာရှင်သန်ရတာကျေနပ်လာပါလိမ့်မယ်ဒါကြောင့်အချိန်ရရင်ရတယ်လို့ကျေးဇူးတင်ကြောင်းရွတ်ပါပြောဆိုပါအစွဲလန်းကြီးစိတ်ယောဂလူရထက်ပူရင်ဘယ်အရာမှမကောင်းပါဘူးလူတစ်ယောက်ကိုပိုပြီးဆွဲလန်းရင်လည်းမကောင်းပါဘူးလူရထက်ပိုပြီးဆွဲလန်းစိတ်ဖြစ်လာတဲ့အခါအစွဲလန်းကြီးလွန်းတဲ့စိတ်ယောဂဖြစ်လာနိုင်ပါတယ်အစွဲလန်းကြီးလွန်းတဲ့စိတ်ယောဂဆိုတာကဘာလဲအစွဲလန်းကြီးလွန်းတဲ့စိတ်ယောဂဆိုတာဟာစိတ်ယောဂအမျိုးအစားတွေထဲကတစ်ခုပါအလွယ်ပြောရရင်အချစ်ကြီးတဲ့စိတ်ယောဂဆွဲလန်းတက်မှတ်မှုတွေနဲ့ပြည့်နှက်နေတဲ့စိတ်ယောဂဖြစ်ပါတယ်အစွဲလန်းကြီးလွန်းတဲ့စိတ်ယောဂရဲ့လက္ခဏာနံပါတ်1စိတ်အာရုံထဲမှာကိုချစ်မြတ်လို့ရတဲ့လူတစ်ယောက်ကအမြဲလွှမ်းမိုးနေခြင်းနံပါတ်2အချိန်တိုင်းစက္ကန့်တိုင်းမှာသူ့အကြောင်းပဲတွေးနေမိခြင်းနံပါတ်3ဖြစ်နိုင်ရင်ကိုယ်အနီးနားမှာပဲသူ့ကိုရှိနေစေခြင်းနံပါတ်4ချစ်ရတဲ့သူကိုယ်ပိုင်ပစ္စည်းလေးတစ်ခုလိုထိန်းချုပ်ထားခြင်းနဲ့စိတ်ဖြစ်ခြင်းနံပါတ်5ရယူပိုင်ဆိုင်လိုစိတ်ပြင်းထန်ခြင်းနံပါတ်6
သူမရှိရင်ကိုဘဝကမပြည့်စုံသလိုခံစားနေရခြင်းနံပါတ်9သူနဲ့ထိတွေ့ဆက်ဆံနေရတဲ့အရာရာတိုင်းကိုအလွန်အကျွံတဝင်တိုခြင်းမနာလိုခြင်းနံပါတ်10တခုခုဆိုရင်သူ့အတွက်အမြဲကာကွယ်ပေးခြင်းစိတ်ပြင်းထန်နေခြင်းရေဘူးရအပြင်ဒါတွေကစိတ်ယောဂရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်ဆွဲလန်းကြီးလွတ်တဲ့စိတ်ယောဂအခြေအနေပိုဆိုးလာတဲ့အခါမှာဘလို့အခြေအနေမျိုးတွေကိုမှဂရုမစိုက်နိုင်တော့တာမိသားစုဝင်တွေတငယ်ချင်းတွေကိုလည်းဂရုမစိုက်နိုင်တော့လောက်အောင်သူ့ဘောကိုအလွန်အကျွံဆွဲလန်းလာတာသူဘာလုပ်နေလဲသူဘသူနဲ့ရှိနေမလဲသူဘယ်ကိုသွားနေမလဲဆိုပြီးအမြဲတွေးတောနေတာတွေအပြင်သူ့ကိုအချိန်ပြည့်စောင့်ကြည့်နေမိတဲ့အဆင့်ထိပါဖြစ်လာနိုင်ပါတယ်ဆွဲလန်းကြီးလွတ်တဲ့စိတ်ယောဂဘာကြောင့်ဖြစ်ရသလဲနံပါတ်1အချင်းမခံရခြင်းကြောင့်အသက်ငယ်စဉ်ဘဝကလေးကအခုအချိန်ထိမိဘတွေရဲ့ဂရုစိုက်ကျင်နာမှုကိုမရရှိခဲ့တဲ့သူတွေသူများနဲ့ရှင်တဲ့အခါရွေးချယ်မခံရတာများလာတဲ့သူတွေချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးမကြာခဏအသေးကွဲခဲ့ရတဲ့သူတွေချစ်ရသူတွေရဲ့ဆွန့်ပစ်ခြင်းကိုအကြိမ်ကြိမ်ခံစားခဲ့ရတဲ့သူတွေနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကြီးကြီးမားမားကြုံခဲ့ရတဲ့သူတွေမှာဒီစိတ်ယောဂမျိုးတွေဖြစ်နိုင်ပါတယ်နံပါတ်2ထပ်ပြီးစွန့်ခွာသွားမှကြောက်ရွံ့ခြင်းကြောင့်အသက်ထဆုံးချစ်မြတ်နိုးခဲ့ရတဲ့သူကကိုယ့်အပေါ်မှာအကြိမ်ကြိမ်ဖောက်ပြန်ခဲ့မှုတယ်သစ္စာမဲ့ခဲ့မှုတယ်ဒီအခြေအနေကိုနားလည်ခွင့်လွှတ်ပြီးနောက်တစ်ချိန်ပြန်လည်ပေါင်းသင်းခဲ့ပေမဲ့ကိုယ့်အပေါ်မှာထပ်ပြီးဖောက်ပြန်နေမလားဆိုတဲ့တွေးပူစိတ်တွေကြောင့်စိတ်ယောဂဖြစ်လာရပါတယ်နံပါတ်3အခြေအနေအပြောင်းလဲမြန်ခြင်းကြောင့်ဒေါသထွက်လဲတာပျော်ရွှင်လဲတာဝမ်းနည်းလဲတာစိတ်တက်ကြလွယ်တာစိတ်ဆိုးပြေလွယ်တာစိတ်ဆိုးလွယ်တာတွေအပြင်လူတစ်ယောက်ကိုချစ်ပြီးဆိုရင်အယမ်းချစ်တတ်တာမုန်းပြီးဆိုရင်လည်းအယမ်းမုန်းသွားတာစတဲ့အခြေအနေအပြောင်းလဲမြန်တဲ့အခြေအနေကြောင့်လည်းစိတ်ယောဂဖြစ်တတ်ပါတယ်စိတ်ယောဂဆိုတာကမပေါ်စားတဲ့ကိစ္စတစ်ခုပါစိတ်ထောင်းရင်ကိုကြေတတ်ပါတယ်စိတ်ချမ်းသာမှလည်းကိုခန္ဓာလည်းကျန်းမာနိုင်မှာမို့ကိုယ်စိတ်ကိုဂရုစိုက်ပါတန်ဃာတော်တစ်ပါးဟောကြားထားတဲ့တရားတော်တစ်ပုဒ်မှာနာဘူးခဲ့တဲ့စကားလုံးလေးကိုအခုထိမှတ်မိနေပါသေးတယ်လူဘဝမှာအစွဲလန်းသိကြီးတဲ့သူတွေဟာတည်ဆုံးသွားတဲ့အခါအမျှဝေတန်ကြားရဖို့69%မသေးကြပါဘူးတဲ့ဒါကြောင့်ဘလို့အရာမျိုးကိုမှလိုရာထက်ပိုပြီးမတွေ့တာမစွဲလန်းမိပါစေနဲ့စွဲလန်းကြီးလွတ်တဲ့သူတွေဟာအသက်ရှိနေစဉ်အချိန်မှလည်းစိတ်မချမ်းမြေ့ရသလိုတည်ဆုံးသွားတဲ့အခါမှလည်းစိတ်မပျော်ရွှင်ရဘူးဆိုတာကိုသိထားပါပိုင်ရှင်ရှိရင်ရှောင်ပါပေါင်းဖက်လို့မဖြစ်နိုင်တဲ့ဘဝနှစ်ခုကိုပေါင်းဖက်ဖို့အတင်းကြိုးစားနေတာကလည်းအပြစ်ပါပဲပါကျုပ်ဆရာတော်ဘုရားကြီးငငယ်တော့ကအဖွားပြောဘူးတာလေးတစ်ခုရှိတယ်သူများပိုင်ဆိုင်တဲ့အရာတွေကိုမမတ်မောရဘူးခိုးမယူရဘူးတစ်ချိန်ကျရင်ကိုယ်အပိုင်ကိုသူများကလူယူသွားတတ်တယ်ဝိလေတတ်တယ်တဲ့ကျွန်တော်တို့ဘဝမှာကျွန်တော်တို့မြင်လို့တဲ့အရာတွေပျောက်ဆုံးသွားတာလူယူခံရတာတွေရှိခဲ့ပူမှာပါကိုယ်ပိုင်ဆိုင်ထားတဲ့အရာလေးတစ်ခုကိုယ့်ရဲ့အနည်းဆုံးကနေအလိုလိုပျောက်သွားတဲ့အခါဘလောက်အထိထိခိုက်နာကျင်ရတယ်လဲဆိုတာခံစားမှုတဲ့သူတိုင်းသိကြပါတယ်အဲ့ဒီလိုပျောက်ဆုံးသွားရတယ်ဆိုတာဗုဒ္ဓဘာသာရဲ့အယူဆအရအတိတ်ဘဝကသူများပိုင်ဆိုင်တဲ့အရာကိုကျွန်တော်တို့တွေကလူယူခဲ့လို့ကျွန်တော်တို့ပိုင်ဆိုင်တဲ့အရာတွေကိုယခုဘဝမှာပြန်ပြီးလူယူခံရတာပါတကယ်လို့ကျွန်တော်တို့အနေနဲ့နောက်ဘဝတွေမှာကျွန်တော်တို့ပိုင်ဆိုင်ထားရတဲ့အရာတွေလူယူမခံရဖို့မဆုံးရှုံးရဖို့ဆိုရင်တော့ဒီဘဝမှာသူများအပိုင်ကိုလူမယုံမိဖို့လိုအပ်ပါတယ်တကယ်တော့အချစ်ဆိုတာကပိုင်ဆိုင်ခွင့်ရမှာမဟုတ်ပါဘူးငေးကြည့်နေုံနဲ့တင်ချစ်ခွင့်ရနေုံနဲ့တင်ကျေနပ်နေခြင်းကလည်းအချစ်ပါပဲကျွန်တော်တို့ကကိုချစ်တဲ့သူကိုပိုင်ဆိုင်ခြင်းစိတ်နဲ့ပိုင်ရှင်ရှိမှန်းသိသိရနဲ့လူယူမိခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အချစ်ကမတရားတဲ့အချစ်မမျှတတဲ့အချစ်တန်မိုးမဲ့တဲ့အချစ်သိက္ခာမရှိတဲ့အချစ်ပဲဖြစ်သွားပါလိမ့်မယ်နောက်ပြီးကျွန်တော်တို့တွေကမိဘဘိုးဘွားတွေရဲ့စိုးဆုံးမမှုအောက်မှာနေတဲ့လူငယ်လေးတွေမို့သူများပိုင်ကိုလူမယူရဘူးဆိုတဲ့စီးပြောင်းတွေကိုတော့လိုက်နာဖို့လိုအပ်ပါတယ်ကိုဟာတန်မိုးရှိတဲ့သူအဖိုးတန်တဲ့သူလို့ကိုသတ်မှတ်ထားတယ်ဆိုရင်သူများပိုင်ကိုလူမယူမိပါစေနဲ့ကိုဟာမိဘဘိုးဘွားတွေရဲ့ဆုံးမမှုအောက်မှာနေခဲ့ရတဲ့သူဆိုရင်တော့သူများပိုင်ကိုကိုယ့်အပိုင်ဖြစ်ဖို့လုပ်မယူပါနဲ့မြစ်တာတွေသာစစ်မှန်ခဲ့မယ်ဆိုရင်ကိုချစ်တဲ့သူနဲ့ဒီဘဝမှာမပေါင်းဖက်ရပေမဲ့နောက်ဘဝမှာတော့ပေါင်းဖက်ရမှာပါ
မပိုင်ဆိုင်ရတဲ့အရာတွေပေါ်မှာမေတ္တာမပြတ်ပါနဲ့မေတ္တာဆိုတာပေးတဲ့သူရောယူတဲ့သူပါအေးချမ်းစေတာမို့ကိုမြတ်လို့ရတဲ့သူကိုအေးချမ်းစေချင်ပါတယ်ဆိုရင်မေတ္တာမပြတ်ပဲအဝေးကနေဆက်ချက်ပါလိုအပ်တာရှိရင်ကူညီပေးလိုက်ပါအခက်အခဲတွေ့နေတဲ့အခါကာကွယ်ပေးလိုက်ပါဒီဘဝမှာကိုမေတ္တာတွေကမှန်ခဲ့တယ်ဆိုရင်တော့နောက်ဘဝမှာအဲ့ဒီအကျိုးဆက်တွေကိုပြန်လည်ခံစားရမှာပါလူတစ်ယောက်ရဲ့စွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့အခါကိုယ်အသက်ထက်ဆုံးချစ်မြတ်လို့တဲ့သူကကိုရရက်ဆက်ဆက်စွန့်ပစ်သွားတဲ့အခါသူပဲရင်ဝင်ထဲကိုပဲရောက်ရောက်ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့အရင်ဆုံးဆုတောင်းပေးလိုက်ပါဒီဆုတောင်းလေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့တွေအဲ့ဒီသူကိုမှုခွန်နိုင်ဖို့စတင်ကြိုးစားကြမယ်နော်မှုခွန်နိုင်မှုနီလန်းလေးတွေကိုပြပြပေးမှာမို့တေးသေးချာချာလေးဖတ်ပြီးတေးချာလေးလိုက်နိုင်ရမယ်ဒါမှမြန်မြန်မှုခွန်နိုင်မှာမဟုတ်လားနံပါတ်1မေ့နိုင်အောင်မကြိုးစားပါနဲ့လူတစ်ယောက်ကိုမှုခွန်လုပ်ချင်တယ်ဆိုရင်မေ့နိုင်အောင်မကြိုးစားပါနဲ့အဲ့ဒီသူနဲ့ကိုဟာလုံးဝပေါင်းစည်းလို့မဖြစ်နိုင်တော့လောက်အောင်ရေစက်တွေကုံသွားကြပြီဆိုတာကိုလက်ခံနိုင်မှုကြိုးစားပါကျွန်တော်တို့နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာဒီမှာနေရာယူခဲ့ကြတဲ့လူတစ်ယောက်ကိုမေ့နိုင်မှုဆိုတာကလုံးဝမဖြစ်နိုင်ပါဘူးဒါကြောင့်သူနဲ့တကယ်ဝေးသွားပြီဆိုတာကိုပဲလက်ခံနိုင်မှုကြိုးစားပါဒီနီလန်းကရင်ခွဲမတက်နာကျင်နိုင်ရပေမဲ့အချိန်တိုအတွင်းမှာချစ်ရတဲ့သူကိုမှုခွန်လုပ်နိုင်သွားမှာပါနံပါတ်2သူ့ကိုလုံးဝမဆက်သွဲပါနဲ့သင်တဲ့သူဟာချစ်ခွင့်သာရှိခဲ့ကြပြီးတယောက်ကိုတယောက်တော့ပိုင်ဆိုင်ခွင့်မရှိခဲ့ကြပါဘူးသင်တဲ့သူဟာကံကုန်သွားပြီမို့လုံးဝပြန်မဆုံနိုင်ကြတော့ပဲဒါကိုလက်ခံပြီးသူ့ကိုဆက်သွယ်လို့ရနိုင်မဲ့ဖုန်းနံပါတ်တွေကိုခွင့်တန်တွေကအကုန်ဖြတ်လိုက်ပါသူ့စီကိုစာပို့ခြင်းတဲ့စိတ်ကိုထိန်းချုပ်ပါသူ့အကောင့်တွေကိုဝင်ကြည့်နေတာကိုရပ်လိုက်ပါနောက်ဆုံးသူ့ကိုဆက်သွယ်ခြင်းတဲ့စိတ်ကထိမရတော့လောက်အောင်ဖြစ်လာပြီဆိုရင်တော့ငါကြောင့်သူနှောက်ယှက်မဖြစ်စေရဘူးဆိုတာလေးကိုတွေးလိုက်ပါနံပါတ်3သူနဲ့သင်ဟာဒီတစ်သက်မဖြစ်နိုင်တော့ဘူးဆိုတာကိုသတိရပါသင်ကသူ့အတွက်မဟုတ်တယ်လို့သူကလည်းသင်အတွက်မဟုတ်တာမို့သင်တို့တယောက်နဲ့တယောက်ဝေးကွာခဲ့ကြတာပါလူတယောက်နဲ့တယောက်ကရေစက်ပါတဲ့အခါမိုင်ပေါင်းတောင်းချီဝေးနေရင်တော့စုံစည်းရတတ်ပြီးရေစက်မပါတဲ့အခါတလန်းနဲ့အတူတူနေရင်တော့မစုံစည်းရတတ်ပါဘူးသင်တဲ့သူကရေစက်တွေပါလို့စုံစည်းခဲ့ရပေမဲ့အခုရေစက်တွေကုန်သွားတဲ့အခါမှာပြန်လည်စုံစည်းဖို့လုံးဝမဖြစ်နိုင်တော့ပါဘူးဒါကြောင့်သူ့ကိုတတိတစ်ချက်ရတိုင်းသင်တဲ့သူဟာဒီတစ်သက်ဘယ်တော့မှမဖြစ်နိုင်ဘူးဆိုတာကိုတွေးတော့ပါနံပါတ်4လက်ခံနိုင်အောင်ကြိုးစားပါသင်တဲ့သူဟာတကယ်ဝေးသွားကြပြီဖြစ်ကြောင်းလက်ခံနိုင်မှုကြိုးစားပါအရာအလုံးကိုလက်ခံတက်လာတဲ့အခါမှာအမြန်ဆုံးလွတ်မြောက်သွားမှာပါနံပါတ်5ခံစားချက်ကိုအတိမတ်ပြုပါအသက်ထက်ဆုံးချစ်ရသူနဲ့မထင်မှတ်ဖဲဝေးကွာသွားတဲ့အခါကျွန်တော်တို့နာကျင်ခံစားရပါမယ်ဒီလိုခံစားလာရတဲ့အခါခံစားချက်တိုင်းလိုက်ရောပါငွေကြေးလိုပါတယ်ဆိုရင်တော့ငိုကြွေးပါတငယ်ချင်းတွေစီကိုဖုံးဆက်ပြီးရင်ဖွင့်ခြင်းနဲ့ဆိုရင်ချက်ချင်းဖုံးဆက်ပါငါမငိုဘူးငါစိတ်မညစ်ဘူးဆိုပြီးတော့တင်းခံမထားပါနဲ့အသေးခွဲချိန်လေးကိုတော့ကိုယ်စိတ်အလိုကျဖြည့်ဆည်းပေးလိုက်ရပါမယ်အပေါ်မှာပြောပြခဲ့မှုတဲ့အချက်လေးတွေကသင်ချင်ရတဲ့အဲ့ဒီလူနဲ့အဲ့ဒီလူကိုအမြန်ဆုံးမှုကွန်လုပ်နိုင်စေမှာပါမှုကွန်လုပ်ပြီးသွားတဲ့အခါဒဏ်ရာတွေအနာကျက်သွားတဲ့အခါအရင်ကထက်ပိုပြီးတော့လှလာမှာပါပိုပြီးမာကျောလာမှာပါပိုပြီးရှင်းကျက်လာမှာပါနော်ချက်ချင်းမြတ်တာကစားစရာမဟုတ်ပါလေယူကကြည်စေပေမဲ့လက်ပံကတော့တကယ်ကြွေရတယ်ဆိုတဲ့စကားလေးကြားဖို့ကြမှာပါတခါတလေမှာကိုယ့်ဘက်ကဘာမှမဟုတ်ပါဘူးလေဆိုပြီးပြုတ်မှုလိုက်တဲ့အရာတွေကတစ်ဖက်လူအတွက်တော့ဘဝကြီးနဲ့ချီပြီးနစ်နာသွားတာမျိုးဖြစ်တတ်ပါတယ်ဥပမာချစ်ချင်းမြတ်တာလိုအရာမျိုးဆိုပိုဆိုးတာပေါ့အချစ်ကလူငယ်တွေရဲ့ဘဝကိုသိပ်ဖြည့်ဆည်းနိုင်တာအချစ်ကြောင့်ကိုယ့်ကိုယ်တက်တည်သွားတဲ့သူတွေလည်းရှိတယ်အချစ်ကြောင့်ဘဝပြတ်သွားတဲ့သူတွေလည်းရှိတယ်ကိုကအပျော်တွဲလိုက်တာဆိုပေမဲ့တစ်ဖက်ကကိုဘဝကြီးနဲ့ရင်းပြီးချစ်တာဆိုဘယ်လိုလုပ်မလဲနော်လူတယောက်ကိုတကယ်မချစ်နိုင်ရင်ချစ်လည်းမချစ်ပါနဲ့ချစ်တယ်လို့လည်းမပြောလိုက်ပါနဲ့ကိုကလူတယောက်ကိုအသက်လောက်မျက်မျက်နှာနှာချစ်နေချိန်မှာတစ်ဖက်ကကိုကိုအပျော်တွဲနေကြောင်းသိလိုက်ရမယ်ဆိုရင်ကိုရောဘယ်လိုခံစားရမှာပါလဲကိုခံစားနေရတယ်လို့ပဲကိုပျော်တွဲနေတဲ့လူတယောက်လည်းခံစားရမှာပါကိုချင်းစာပါအခက်မသိရင်ကိုကြောင့်တစ်ဖက်လူစိတ်ဒဏ်ရာရသွားနိုင်တယ်လို့ထက်ချစ်ဖို့လည်းကြောက်သွားနိုင်ပါတယ်
အချစ်ကိုကစားစရာတစ်ခုလိုမြင်တက်လာတာဟာချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးရင်းကျက်လာတာမဟုတ်ပါဘူးအထာကျလာတာမဟုတ်ပါဘူးတကယ်တော့အောက်တန်းကျလာတာပါကိုယ့်ရဲ့အဆင့်ကအရင်ကထက်ပိုနှိမ့်လာတာပါဒါကိုကွဲကွဲပြားပြားသိရှိနားလည်ဖို့လိုပါတယ်ကိုတန်မိုးထားတဲ့သူဟာဘယ်တော့မှကိုယ့်အဆင့်ကိုပြန်နှိမ့်တဲ့လုံမျိုးကိုမလုပ်ပါဘူးသူများရဲ့အချစ်ကိုကစားစရာတစ်ခုလိုမသတ်မှတ်ပါဘူးတခါတလေမှာကျွန်တော်တို့တွေဟာသူ့နေရာမှာငါသာဆိုရင်ဆိုတဲ့ကိုချင်းစာစိတ်လေးရှိဖို့လိုပါတယ်ကိုလုံရင်မကြိုက်တဲ့အရာကိုသူများကိုလည်းမလုပ်နဲ့လူတစ်ယောက်ရဲ့အချစ်ကိုကစားဖို့ကြိုးစားနေတဲ့သူအပျော်တွဲဖို့ကြိုးစားနေတဲ့သူတွေဟာလေယူတွေဆိုရင်အပျော်တွဲခံရတဲ့သူတွေကစားဖို့ကြိုးစားခံရတဲ့သူတွေကလက်ပံလေးတွေပေါ့နော်နီနီရဲရဲနဲ့တစ်ပင်ထက်မှာအလှပဆုံးပွင့်လန်းနေကြတဲ့လက်ပံလေးတွေကျွေမသွားဘူးအနာတရဖြစ်မသွားဘူးဆိုရင်တော့လေယူတွေကမကြည်စဲမှဖြစ်မှာပါချစ်တဲ့သူနဲ့နောက်ဘဝတွေမှာလည်းအတူရှိကြပါတယ်ဆိုရင်ပါရမီဖြည့်ပါကိုချစ်ရတဲ့သူနဲ့ဒီဘဝမှာသာမကနောက်ဘဝအဆက်ဆက်မှာပါပြန်လည်ဆုံကြည့်ခွင့်ရဖို့ချစ်ခွင့်ရဖို့ဆိုရင်တော့ဒီဘဝကစလို့ပါရမီဖြည့်သွားနိုင်တယ်ဆိုတာကိုသိပါသလားပါရမီဖြည့်တယ်ဆိုတာဘဝတစ်ခုနဲ့တစ်ခုဆက်သွယ်ဖို့ကြိုးစားခြင်းပါပဲလူတစ်ယောက်နဲ့တစ်ယောက်နောက်ဘဝအဆက်ဆက်ပြန်လည်ဆုံစည်းနိုင်ဖို့ပြန်လည်ချစ်ခွင့်ရဖို့ဆိုတာကဆူတောင်းမှားယူလို့မရပါဘူးဆူတောင်းယူလို့မရပါဘူးဒီလိုဆူတောင်းနေပြုတဲ့အခါဆူတောင်းမှားတာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်ဒီတယောက်ကိုချစ်တယ်ဒီတယောက်ကိုဒီဘဝမှာသာမကနောက်ဘဝတွေမှာပါပိုင်ဆိုင်ခွင့်ရကျင်တယ်ဆိုရင်တော့ပါရမီဖြည့်ဖို့ကြိုးစားပါပါရမီဘယ်လိုဖြည့်ရမလဲဆိုတာကိုမပြောမီဖျားလောင်းသူမိတာရှင်အသေးနဲ့သူမိတာနကုလပိတာနဲ့နကုလမာတာတို့အကြောင်းကိုအရင်ဆုံးပြောပြရစီရှေးခါတော့ကဖျားလောင်းသူမိတာရှင်အသေးဟာဇံပိညာနဲ့ကောင်းကင်ခရီးကြွနေစဉ်ဒီပင်ကရာမြတ်စွာဘုရားကြွချီလာတာကိုမြင်ပြီးပူဇော်ကြောက်ဖို့အတွက်ချက်ချင်းဆိုသလိုမြေပြင်ပေါ်သို့ဆင်းသက်ခဲ့ပါတယ်ဒီပင်ကရာမြတ်စွာဘုရားနဲ့ရဟန်းနာတွေကြွချီလာတဲ့လမ်းရဲ့တနေရာမှာရွှွန်နွန်တွေရှိနေပြီးအဲ့ဒီရွှွန်နွန်တွေထဲမှာဘုရားရှင်ဖြတ်သွားရင်ညစ်ပရကြီးရဲ့ဆိုတဲ့အသိစိတ်နဲ့သူမိတာရှင်ရဲ့သေးဟာကိုခန္ဓာကိုတရားပမာခင်းပြီးသူ့ရဲ့ကိုယ်ပေါ်ကဖြတ်သွားဖို့လျှောက်ထားတဲ့အဲ့ဒီအချိန်ရှင်ရဲ့သေးရဲ့အနောက်မှာရှိနေတဲ့သူမိတာအမည်ရှိအမျိုးသမီးဟာဘုရားရှင်အားပူဇော်နိုင်ရဲ့အတွက်သူမမှာရှိတဲ့ကြာပန်း၈ပွင့်တွေက9ပွင့်ကိုသူမိတာရှင်ရဲ့သေးကိုပေးလိုက်ပြီးကြံရှိနေတဲ့ပန်း3ပွင့်ကိုတော့ကိုယ်တိုင်လှူဒန်းပါတဲ့ဒီပင်ကရာမြတ်စွာဘုရားဟာသူမိတာရှင်ရဲ့သေးနဲ့သူမိတာတို့ရဲ့တောင်ဘဝတန်တရားအဆက်ဆက်ကိုဆင်ခြင်တော်မူလိုက်ပါတယ်နောက်ပြီးသူမိတာရှင်ရဲ့သေးဟာနောင်အခါမှာခောရမမြတ်စွာဘုရားဖြစ်ပြီးသူမိတာဟာရသောတရားမိဖုရားဘဝအထိဘဝအဆက်ဆက်ပါရမီဖြည့်ဖြစ်လိမ့်မယ်လို့ဗျာဒိတ်ပေးလိုက်တဲ့ဒီပင်ကရာမြတ်စွာဘုရားကိုကတ်လူနိုင်မှုကြာပန်း၅ပွင့်ကိုခွဲဝေပြီးကြာပန်း၅ပွင့်ကိုခွဲဝေပေးလိုက်တာကနေစပြီးသူမိတာကပါရမီကျိုးတွေဘဝအဆက်ဆက်ဖြည့်ဆည်းဆက်သွယ်ခဲ့လို့နောက်ဆုံးရသောတရားမိဖုရားဘဝအထိပူဇာဘတ်ဖြစ်နေခဲ့တာပါဒါကတော့သူမိတာရှင်ရဲ့သေးနဲ့သူမိတာတို့ရဲ့ဘဝအဆက်ဆက်ပါရမီဖြည့်ခဲ့မှုကိုဖော်ပြခဲ့တာပါနောက်ပြီးဂေါတမမြတ်စွာဘုရားလက်ထက်တော်အခါကနကုလပိတာနဲ့နကုလမာတာတို့ဇနီးမောင်နှံတို့ဦးအားဘုရားရှင်ကိုဒီလိုလျှောက်ထားပါတယ်အရှင်ဘုရားတပည့်တော်တို့ဇနီးမောင်နှံ2ဦးဟာယခုဘဝမှာလွန်စွာချစ်မြတ်လို့ကြပါတယ်နောင်ဘဝအဆက်ဆက်မှာလည်းအခုလိုပဲချစ်ခွင့်ညှဉ်းနှိုးခွင့်ရလိုပါတယ်ဘလို့ပြုမှုကျင့်ကြံလို့ရပါတယ်လို့လျှောက်တင်လိုက်ပါတယ်ဒီအခါဂေါရမမြတ်စွာဘုရားဟာနံပါတ်1တူမြသောတရားနံပါတ်2တူမြသောသီလနံပါတ်3တူမြသောစွန့်ကြဲမှုနံပါတ်4တူမြသောပညာရှိရမယ်ဆိုပြီးဟောကြားတော်မူခဲ့ပါတယ်အရှင်ဂေါရမမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ပါရမီဖြည့်နည်းကိုအသုံးပြုပြီးနောက်ဘဝမှာကိုချစ်တဲ့သူနဲ့ပြန်လည်နှီးဆက်နိုင်အောင်ကြိုးစားနိုင်ကြပါတယ်နံပါတ်1တူမြသောတရားဆိုတာဖယားတရားတန်ခါကိုယုံကြည်ခြင်းကံကံ၏အကျိုးကိုယုံကြည်ခြင်းဖြစ်ပါတယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုတာနှစ်ဦးစလုံးအကျွမ်းမဲ့ယုံကြည်ထားတယ်ဒီနှစ်ဦးစလုံးကလည်းကောင်းတဲ့အကျင့်တွေကိုပဲအတူတူလှုပ်ဆောင်ကြတယ်တယောက်လှူဒန်းနေမှုအပေါ်မှာတယောက်ကစိတ်ကွက်တာမျိုးမရှိဘဲအလှူတွေဆိုရင်လည်းနှစ်ဦးစလုံးကစေတနာတရားတူညီနေကြတယ်တယောက်လှူရင်တယောက်ကအာကျွမ်းမှန်တဲ့ဖြစ်တယ်
ကောင်းတဲ့အကျင့်တွေကိုအတူတူကျင့်ပြီးကောင်းတာတွေကိုအတူတူလုပ်ကြတယ်။ဒါကိုတူမျှသောတရားလို့ခေါ်ဆိုနိုင်ပါတယ်။နံပါတ်2တူမျှသောသီလဆိုတာရေပူရအဖြစ်ပြောရမယ်ဆိုရင်တော့ကိုကျင့်တရားဖြစ်ပါတယ်။ကိုရဲ့ချဲရတဲ့သူပေါ်မှာမဖောက်ပြန်ဘူးချက်မကုန်ဘူးကိုဇနီးကိုခင်မုန်းကလွဲရင်ဘသူမှတက်မတ်စိတ်ချစ်ခင်စိတ်မဖြစ်ဘူးစိတ်နဲ့တော့မပြတ်မှာဘူးဒါဟာကိုချစ်ရတဲ့သူပေါ်မှာထားတဲ့ကိုကျင့်တရားပါတယောက်နဲ့တယောက်ဒီလိုကောင်းမွန်တဲ့ကိုကျင့်တရားလေးတွေကိုတူညီမယ်ဆိုရင်တော့နောက်ဘဝမှာပြန်လည်ဆုံစည်းနိုင်ဖို့အသေးချပါတယ်တကယ်လို့ကိုကတခြားသူတယောက်ကိုစိတ်ကလေးနဲ့ပြမလိုက်မိတယ်လိုချင်တက်မတ်စိတ်ဖြစ်လိုက်မိတယ်ဆိုရင်အခုလက်ရှိသင်ချစ်ရတဲ့သူနဲ့နောင်တန်တရားမှာမဆုံစည်းနိုင်တော့ပါဘူးနံပါတ်3တူမျှသောစွန့်ကြဲမှုနောင်ဘဝမှာချစ်ရတဲ့သူနဲ့ပြန်လည်ဆုံစည်းချင်ပါတယ်ဆိုရင်တူညီတဲ့စွန့်ကြဲပေးခဲ့မှုရှိဖို့လိုအပ်ပါတယ်မိမိတို့နှစ်ဦးကောင်းစားနေဖို့တခုတည်းကိုမကြည့်ပဲတခြားသူတွေကိုလည်းကောင်းစားစေခြင်းနဲ့စိတ်စေတနာတူညီကြတယ်တခြားသူတွေအစဉ်ပြေပြေဖြစ်နေစေခြင်းနဲ့စိတ်ဆန္ဒတူညီကြတယ်ကိုယ်မှာရှိတာလေးတွေကိုအတန်နိုင်ဆုံးတရားကြည်ပြူစွာပေးကမ်းစွန့်ကြဲကြတယ်အမျိုးသမီးပေးကမ်းစွန့်ကြဲခြင်းစိတ်ရှိလာတဲ့အခါအမျိုးသားကကြည်ပြူတယ်လို့အမျိုးသားပေးကမ်းစွန့်ကြဲခြင်းစိတ်ရှိလာတဲ့အခါအမျိုးသမီးကကြည်ပြူတယ်ဒါကိုတူမျှတဲ့စွန့်ကြဲမှုလို့ခေါ်ပါတယ်နံပါတ်4တူမျှသောပညာဒီနေရာမှာပညာဆိုတာအတန်းပညာနဲ့သက်ဆိုင်ခြင်းမရှိပါဘူးဆိုလိုချင်တဲ့ပညာဆိုတာအကျိုးအကြောင်းအကောင်းဆိုးကိုခွဲခြားသုံးသပ်နိုင်ခြင်းအမှားမှန်ကိုဝေဖန်ပိုင်းခြားနိုင်ခြင်းဖြစ်ပါတယ်ပါရမီဖြည့်ပေါ်ဖြည့်ဘက်ဖြစ်ဖို့ဆိုတာဟာဉာဏ်ပညာချင်းတူညီနေဖို့လိုအပ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကိုယ့်ရဲ့လက်တွဲပေါ်ကလမ်းမရောက်ဖို့နှီးစပ်နေတယ်ဆိုရင်မကြခင်လမ်းမရောက်တော့မယ့်အကြောင်းဒါလုပ်ရင်မှားတယ်ဒါလုပ်ရင်တော့မှန်တယ်ဒါလုပ်ရင်အကျိုးဖြစ်မယ်ဒါကိုလုပ်ရင်တော့စိုးကျိုးတွေဖြစ်နိုင်တယ်ဆိုတာကိုအကြံဉာဏ်ပေးနိုင်တဲ့ပညာရှိဖို့တော့လိုအပ်ပါတယ်တယောက်ကိုတယောက်အကြံတွေပေးရင်ကောင်းတာတွေအတူတူလုပ်ဆောင်ရင်ရှေ့ဆက်သွားမယ်ဆိုရင်တော့နောက်ဘဝမှာပြန်လည်ဆုံစည်းရဖို့သိချပါတယ်ကျွန်တော်ဖော်ပြခဲ့တဲ့အချက်လေးနဲ့သာကိုက်ညီနေမယ်ဆိုရင်ဒီဘဝမှာတင်မကနောက်ဘဝအဆက်ဆက်ပါရမီဖြည့်ဘက်တွေဖြစ်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်ဒီလေးချက်ဟာဂေါရမမြတ်စွာဘုရားရှင်ကိုယ်တိုင်နာဂူလာပီတာနဲ့နာဂူလာမာတာတို့ဇနီးမောင်နှံနှစ်ဦးကိုပေးခဲ့တဲ့နည်းလမ်းတွေဖြစ်ပါတယ်ချစ်သူနဲ့တန်တရားဆက်ဆက်ပါရမီဖြည့်ဘက်တွေဖြစ်နိုင်ကြပါစေတွေ့ဆုံပြီးရင်ခွဲခွာကြမယ်တေခွဲရမလားရှင်ခွဲနဲ့ခွဲရမလားဆိုတာပဲမသိကြတာပါတွေ့ဆုံပြီးရင်ခွဲခွာကြရမယ်ဆိုတာကတော့လုံးဝသိကြပါတယ်ကျွန်တော်တို့ချစ်ရတဲ့သူတွေကျွန်တော်တို့ဘေးနားမှာအမြဲတမ်းမရှိနိုင်ကြပါဘူးကျွန်တော်တို့ကတန်တရားခီးသွားတွေပါခီးသွားတွေဆိုတာတွေ့ဆုံပြီးရင်ခွဲခွာကြရမှာဖြစ်ပါတယ်ခွဲခွာခြင်းတွေထဲမှာရှင်ခွဲထက်ပေခွဲကပိုပြီးနာကျင်ရတယ်လို့နှုတ်ဆက်ပြီးခွဲခွာသွားတာထက်မနှုတ်ဆက်ပဲရုတ်တရက်ခွဲခွာသွားတဲ့ခွဲခွာခြင်းမျိုးကပိုပြီးနာကျင်ရပါတယ်တကယ်လို့ကျွန်တော်တို့ချစ်တဲ့သူတွေသာရှင်ခွဲနဲ့ပဲဖြစ်ဖြစ်ပေခွဲနဲ့ပဲဖြစ်ဖြစ်နှုတ်မဆက်ပဲရုတ်တရက်ခွဲခွာသွားကြရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲလောကကြီးထဲမှာပုံသေးမှတ်လို့မရတဲ့အရာတွေအများကြီးရှိနေနိုင်ပါတယ်အခုနေပူပြီးခဏနေမိုးရွာတာမျိုးဖြစ်သွားနိုင်တယ်လို့အခုကိုအနီးနားမှာရှိနေပေမဲ့ခဏနေကိုအနီးနားကထွက်ခွာသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်ကိုချစ်ရတဲ့သူတွေကိုဘေးနားမှာရှိနေစေကာလမခွဲမခွာခင်အခိုက်အတန့်လေးမှာကျွန်တော်တို့ချစ်ရတဲ့သူတွေကိုပြစ်မထားပဲအများကြီးဂရုစိုက်ကြရအောင်ပါအများကြီးချစ်ပေးကြရအောင်ပါအများကြီးတန်ဖိုးထားကြရအောင်ပါတယောက်နဲ့တယောက်စိတ်ဆိုးနေတယ်ဆိုရင်လည်းအခုပဲမာမာနတွေခွာချပြီးခွင့်လွတ်ဆရာရှိတာခွင့်လွတ်ခေါ်ဆရာရှိတာခေါ်လိုက်ပါကျွန်တော်ပြင်စမာရန်နှစ်ကပေါ့အဖေကအရက်သမားမဟုတ်ပေမဲ့ပင်မရင်တော့အရက်တောက်တတ်တဲ့အချင်းရှိတယ်အရက်တောက်ရင်လည်းဒဗလင်းကို2ရက်တောက်လို့ရှိတယ်စစ်ပြစ်ဝါဖြစ်ပေါ်လေအဖေရက်တောက်နေချိန်အမေကကျွန်တော်ကိုဂွင်းတို့ဖက်နှက်လေးဝယ်ပေးဖို့ဆိုပြီးအိမ်ကနေဖက်နှက်ဆိုင်ကိုခေါ်သွားခဲ့ပါတယ်ကျွန်တော်အမေဖက်နှက်ဆိုင်ကပြန်လာတော့အိမ်မှာအဖေကမရှိတော့ဘူးအဖွားကိုမေးကြည့်တော့နင့်အဖေသူ့တငယ်ချင်းနဲ့မုံရလိုက်သွားတယ်နည်းနည်းကြာမယ်လို့ပြောသွားတယ်တဲ့အဲ့ဒီနေ့ကစပြီး3ရက်လောက်ကြာတဲ့အထိအဖေပြန်မလာတော့မုံရကအဖေတငယ်ချင်းရဲ့ဆွေမျိုးအိမ်ကိုဖုန်းဆက်ကြည့်လိုက်တော့မသိဘူးသူတို့ရောက်မလာကြဘူးတဲ့လေအဲ့ဒါနဲ့အဖေတို့ဘယ်မှာမြန်ရှိနေမလဲလို့ထပ်ဆောင်စမ်းလိုက်တော့အဖေရှိတဲ့နေရာကလူသေးအလောင်းတွေထားတဲ့ရေခဲတိုင်မှာဖြစ်နေခဲ့ပါတယ်
တကယ်တော့အဲ့ဒီညကပဲအဖေဟာဆိုင်ကယ်အက်ဆီဒန့်နဲ့ကွယ်လွန်သွားခဲ့တာပါကျွန်တော်ဘဝမှာနာကျင်ရဆုံးအရာကအဖေနဲ့သေခွဲကွဲရတာပါပဲဒီထက်ပိုပြီးနာကျင်စရာကောင်းတာကအဖေကနှုတ်မဆက်ပဲကျွန်တော်ဘဝထဲကထွက်ခွာသွားတာပါအဖေရှိတော့ကဆိုရင်အဖေနဲ့အမေရန်ဖြစ်တိုင်းအမေဘက်ကပါပြီးအဖေကိုအော်ဟစ်ပြောဆိုခဲ့တယ်အဖေကိုအရန်ကြီးချစ်မပြခဲ့မိဘူးအဖေကိုကြည့်မဆိုင်မိခဲ့ဘူးအခုလိုမတင်မှတ်ပဲခွဲခွာလိုက်ရတော့ပြောမပြတတ်အောင်နာကျင်ရတယ်နောင်နာတွေလည်းအများကြီးရတယ်အခုကျွန်တော်အဖေကိုပြန်လို့ချင်ပေမဲ့ပြန်မရနိုင်တော့ပါဘူးအခုကနေ့မြင်ညပြောက်ကာလာကြီးမှုကျွန်တော်တို့ချစ်တဲ့သူနဲ့ခွဲခြင်းခွာခြင်းဆိုတာအချိန်မရွေးဖြစ်သွားနိုင်ပါတယ်အချိန်မရွေးရီမောတန်တွေတိတ်ဆိတ်သွားနိုင်တယ်လို့ချစ်တယ်မုန်းတယ်လွမ်းတယ်ဆိုတဲ့စကားတွေဟာနောက်ဆုံးစကားတွေဖြစ်သွားနိုင်ပါတယ်ဒါကြောင့်အတူရှိနေချိန်လေးမှာမခွဲခွာရသေးခင်အချိန်ကလေးမှာချစ်တဲ့သူတွေကိုအချိန်ပေးပါချစ်တဲ့သူတွေကိုမုန်းတယ်ဆိုတဲ့စကားမပြောမိအောင်ဆင်ခြင်ပါကိုယ့်ကိုမုန်းတဲ့သူတွေကိုယ့်တန်မိုးကိုနားမလည်တဲ့သူတွေကိုယ့်ကိုအမြဲအနိုင်ယူတတ်တဲ့သူတွေအပေါ်မှာလည်းနားလည်နိုင်မှုကြိုးစားပါတကယ်လို့သေခွဲပဲဖြစ်ဖြစ်ရှင်ခွဲပဲဖြစ်ဖြစ်ရုတ်တရက်ခွဲခွာလိုက်ရတယ်ဆိုရင်တော့နောင်နာကင်းပြီးတာဝန်ကျေတဲ့သူကကိုယ်ပဲဖြစ်နေပါစေ။